ဒီနေ့က Friday ညနေပဲလေလမ်းမလျှောက်တာကြာပြီဆိုတော့ဒီဘက်ဒီမှာဈေးဝယ်ရင်းနဲ့ပေါ့နော်ဆိုင်ကြီးရောထိတ်ထဲမှာဈေးဝယ်ရင်းနဲ့လူတွေလည်းအရန်စီနေတယ်ဒီမှာပေါ့နော် food truck လေးတွေလည်းရင်တော့မတွေ့မိဘူးဆိုဒီမှာ food truck လေးတွေနဲ့စားနေကြတယ်ဘာတွေရောင်းလဲဆိုတာဟိုတစ်ချက်ကြည့်လိုက်အောင်မယ်ဒီမှာကားတွေကအများကြီးပဲဆိုတော့အရင်တုန်းကတော့ဟောဒီမှာအကုန်လုံးကထိုင်စားလို့ရတယ်ချက်ကြည့်မယ်နော်ဒါကတရုတ်ခေါက်ဆွဲဆိုင်ခေါက်ဆွဲ73ချက်8ချက်တဲ့သူကတရုတ်လိုရေးထားတယ်ဆိုတော့ချက်လေးရှောက်ကြည့်မယ်ဟိုဘက်မှာလည်းရှိတယ်ဒီမှာလည်းသူထိုင်စားလို့ရတယ်ခုံးလေးအရင်တော့မရှိဘူးဟိုမှာလူလေးထိုင်စားနေဆိုပဲဒီမှာကဘာလေးတွေလဲဖတ်ထုတ်တို့ပါတော့ရှောင်းတာဈေးတွေမစိုးလေ6ချက်တဲ့9ချက်တဲ့sausage တဲ့4ချက်တဲ့ rest crispy potato တဲ့ roast sweet potato တဲ့ဒါကဒီမှာလဲတရုတ်တွေပဲသူကပဲတွေထည့်တာဈေးသက်သာတယ်ဒီမှာလေ5ချက်တို့9ချက်10 15ချက်တခါမှမစားဘူးသူကတရုတ်လိုရေးထားတယ်ဒီမှာလဲကင်းနေရှိတယ်full scale lamb testes might cash only တဲ့အဲ့လိုမျိုးဒီမှာလဲကင်းနေဒီမှာဝေါဟိုမှာလဲဒီဇိုင်းချက်ဆက်ကြည့်လိုက်အောင်မယ်ဒါကတော့ပဲထင်တယ်ညဘက်ဈေးတက်လေးနဲ့ပေါ့နော်ဒါကတော့ပဲဖြစ်မှာတာကိုတာမသိဘူးမလေး sorry ဒါကတော့ပဲစားသူကဒီနားလေးမှာဟိုဘက်မှာခုနခေါက်ဆွဲကားလေးတွေတော်များတာပဲဟိုဘက်မှာလည်းတွေ့သေးတယ်တစ်ချက်အိတ်ထဲကိုပတ်ပြီးတော့ကြည့်လိုက်အောင်မယ်ခုနခေါက်ဆွဲဆိုင်လေးတွေက9ချက်တို့10ချက်တို့ဈေးလေးတွေကမစိုးဘူးပေါ့နော်အဲ့တော့ဟိုဘက်နားမှာလည်းတွေ့တယ်ဆိုတော့တစ်ချက်ကြည့်မယ်ဒီဝင်းထဲမှာတောင်တန်ရုံကဒီမှာလေအဲ့လိုရှောက်မသွားပြဘူးညဘက်ဆိုတော့ဒီဝင်းလေးထဲမှာညဘက်တော်စီတာပဲခုမှပဲတည်တယ်ဟိုဘက်အပြင်မှာလဲတရုတ်စာတွေနဲ့အမလား truck တွေတွေ့တယ်ချက်လေးသွားဆက်စုပ်လိုက်ကြည့်အောင်နော်အဲ့လေးစံကြီးဘရောအဲ့ဒီဒီဝင်းထဲမှာခေါက်ဆွဲဆိုင်နဲ့မာကတ်မှာဖျားပန်းလာဝယ်နဲ့ဝမ်းမချက်ကြည့်ဟိုမှာတွေ့ရလားမသိဟိုမှာဝေးတွေထောင်းနဲ့ Oh my god လူတွေအများကြီးပဲသိတော့မသိဘူးနေတိုင်းရှိတာလားဘာလားတော့မသိဘူးကိုရီဗမာစားတော့တွေတော့မှာနော် trend တက်လာရောက်ဒီနားတဝိုက်ကလေအေရှားများတယ်ဆိုအိုးဒီမှာကြည့်လိုက်ဒီမှာကြည့်လိုက်ဟိုဘက်တွေမှာအများကြီးတန်းစီနေတာပဲ
cash ကမပါလာအောင်လူလေးလေအခုထိုင်စားလို့ရတယ်မစိုးမိုက်တယ်မြန်မာပြည်ရဲ့ vibe လေးတွေပေါ့နော်ဘာရောင်းလဲလို့ချက်သွားကြည့်မအောင်ဒီမှာလည်းထိုင်ကုန်လေးတွေနဲ့ထိုင်ကုန်လေးနဲ့ထိုင်လို့ရတာပဲ Oh my god ချက်ကြည့်မယ်နော်ဘာရောင်းလဲလို့ice coconut juice တို့သူကကြက်ကြော်တွေပါဒီစားအများကြီးပဲဒီမှာလည်းအများကြီးပါလေအောင်တိအခင်းနေဒီမှာလည်းထိုင်စားလို့ရတယ်ဒီမှာလည်းအခင်းနေခင်းနေရောင်းတာ15ကျောင်း30တဲ့မစိုးပဲခင်းနေအများကြီးပဲ15ကျောင်း30တဲ့ဝါတန်းနေဟေးဒီကြောင် Oh my god မနက်ခေါက်ဆွဲကြော်တွေလည်းရှိတယ်18ကျက်ခေါက်ဆွဲကြော်နည်းနည်းဈေးကြီးတယ်ကဲဟိုဘက်မှာလည်းရှိသေးတယ်လိုက်ဆက်စုကြရအောင်နော်အများကြီးပဲအိုးဒီလိုတွေတောင်ဖြစ်နေတာကဲမနေ့ပြန်ညတော့အိမ်ကသားစုတွေနဲ့ဆက်စုရင်းနဲ့စားဒါကတော့ပါကာပေါ့နော်ဒီမှာသူတို့ကမျိုးစုံနဲ့ခေါက်ဆွဲကြော်တာပါလာတော့ဟုတ်တယ်ခေါက်ဆွဲကြော်လေးတွေခေါက်ဆွဲကြော်လေးရောင်းတာကောင်းလိုက်တာပြောစရာကြီးပဲဒီမှာလည်းခုံလေးတွေခြာတာOh yeah god ကားလေးနဲ့အားရောက်တဲ့လူတော့ထင်တော့မတင်းနဲ့ cyber truck နဲ့နော်ဟို cyber truck နဲ့လာရောက်နေတာcyber truck နဲ့တုတ်တယ်လားအိုး sorry ဒီမှာကျတော့လေဒီမှာစုံမှာပဲလားမာလာထန်နဲ့ dumpling soup တဲ့အေးကလေးတွေခေါ်လာခဲ့မယ် ice cream တွေရောင်းတာဝတ်သားတွေတော့မျိုးစုံမယ်နော်ဒီမှာရောအကင်နေတီဦးကိုတွေကရောင်းနေတာလေဒီမှာကြိုက်တဲ့ဝန်တန်30တဲ့ဝန်တန်ဇဲနဲ့လည်းရတယ်ဒီမှာဇဲနဲ့ရတယ်ဟိုဘက်မှာလည်းရှိသေးတယ်စက်ကြည့်ကြမယ်ဒါတွေကအကင်တွေတော်တော်များတယ်အကင်တွေတော်တော်များတာပဲအကင်တွေတော်တော်များတယ်ဝါဒီမှာလည်းဟောဆွဲစုံမဲကြံဒီမှာလည်းကြည့်ပါဦးပါလေတော့မသိဘဲခေါင်းနေတော့ဒီမှာလည်းအများကြီးပဲဒီမှာလည်းရိုးစုံပဲကြည်စမ်းဆိုင်နေအများကြီးပဲကောင်းနေဟိုက street food လေးလို့ဖြစ်နေတာနော်ဒီမျိုးနဲ့ရုပ်ပြန်တန်းကောင်တော့ပဲလေဆိုင်ရောအေးရောခဏမင်းနာကဲညာပဲstreet food လေးတွေစားခြင်းဒီ Sangay Bro ထိပ်မှာဒီလိုမျိုး food truck တွေနဲ့အများကြီးပဲရောင်းနေပါတယ်လို့နော်ဟိုဘက်မှာတော့နည်းနည်းလေးလူပါသေးတယ်ဒီမှာရောရှိတယ်သူကအခုကထိုင်ကုန်လေးတွေလည်းချပေးထားတယ်ဆိုတော့ခုလိုပေါ့နော် chicken cutlet လူတိတ်ရောက်မကောင်းဆိုးပါဦးသူလည်းဒီမှာ sign is ခုမှပဲတည်တော့ကိုလည်းညာပဲတိတ်မထွက်ဖြစ်တာဆိုတော့လေကဲ street food လေးလို့ဒီမှာလာစားလို့ရနေပါပြီဆိုအားလုံးပဲတတာဒီဝင်းထဲမှာเนาะ SF supermarket ဝင်း